တီကျင်းမြေဩဇာထုတ်ဖို့ကျွန်တော်တို့ဒီဘလို့တီကောင်အမျိုးအစားကိုမွေးရမလဲတချို့မှန်ထားတာတွေ့တယ်ကျွန်တော်တို့ African Night Crawler သုံးပါတယ်ဗျ African Night Crawler တွေကဒီကျွန်တော်တို့မြန်မာတီထက်အကောင်နည်းနည်းပိုကြီးတယ်ပြီးတော့သူတို့ကညဘက်မှာ active ဖြစ်တယ်ဗျညဘက်မှာအစာထွက်စားကြတယ်ဒီကျွန်တော်တို့တီကောင်ကန်ရဲ့အပေါ်ပိုင်းကိုစားကြတယ်အဲကျော်တီကောင်ကန်ရဲ့အပေါ်ပိုင်းမှာသူတို့စားတဲ့အစာလေးတွေအဆိုလေးတွေထည့်ပေးဖို့လိုတယ်ဒါကတော့တီကျစ်စာပုံစံပါဗျဒီလိုမျိုးကန်ရဲ့အပေါ်ပိုင်းမှာတီကောင်စားတဲ့အစာလေးတွေထည့်ပေးဖို့လိုတယ်ဒါကကျွန်တော်မထည့်ရသေးဘူးเนาะဒီမှာနည်းနည်းပဲထည့်ထားတယ်ဒါဆိုလို့ရှိရင်ငပြောရိုးတွေဒါငပြောပင်ရအရိုးပေါ့ငပြောရိုးလေးတွေကျွန်တော်တို့ဒီအဆိုလို့ရှိရင်တော့နည်းနည်းပါးစီပဲထည့်ဖို့ဗျာဟိုကဆွေးတဲ့ဖြစ်စဉ်မှာအပူထုတ်လို့တာရှိတော့လေငပြောဥတွေစုံထည့်လို့ရတယ်ဒီဘောကအလုံးလေးရာကျော်မမြင်ရတဲ့အလုံးလေးရာကျော်တာတီကျစ်စာလေးဗျအဲကျော်ကျွန်တော်ကတီကောင်မွေးတဲ့အခါမှာတီကောင်ကိုဟိုဟာအစာကျွေးတဲ့အခါမှတ်ထားမှာအဆိုလို့ရှိရင်နည်းနည်းပါပဲထည့်ပေါ့ဗျာအရှောက်ဆိုလို့ရှိရင်အရှောက်ဆိုတာထက်ဒီဆွေးမြေ့ပြီးသားဆိုလို့ရှိရင်တော့ဒီများထည့်လည်းကိစ္စမရှိဘူးသူကအပူထုတ်လို့ပြီးသားဖြစ်တော့မြန်မာတီလည်းမွေးလို့မရဘူးလားဆိုတော့ကိုယ်ဒေသမှာရှိတဲ့တီကောင်မှန်သမျှလည်းမွေးလို့ရပါတယ်ဗျအကောင်နည်းနည်းသေးတာကြီးရပဲကွာတယ်ဒီအစာစားနှုန်းတော့နည်းနည်းကွာတယ်ပေါ့ဗျာ African Night Crawler တွေကအစာနည်းနည်းပိုတီကောင်အရွယ်စားပိုကြီးရောအစာပိုစားကြတယ်အလုပ်ပိုလုပ်ကြတယ်ပေါ့ဒါပေမဲ့မြန်မာတီလည်းမွေးလို့ရတယ်မြန်မာတီလည်းမွေးလို့ရတယ်ဆိုတော့ကျွန်တော်ဒီကိုယ်ဒေသမှာရှိတဲ့တီကိုလိုက်စုပြီးတော့ဗျာကန်ထဲမှာထည့်ထားလိုက်ပေါ့တီကောင်ကပွားနှုံးမြန်တယ်ပွားနှုံးလည်းမြန်တယ်အဲဒါတော့တီကောင်ကန်ရဲလို့ရှိရင်တီကောင်ဖမ်းပြီးတော့ဒီဆိုတော့အကောင်100ရရင်လည်းအကောင်100ဗျာအကောင်90ရရင်လည်း90ပေါ့ကန်လေးစောက်ပြီးတော့ဟိုကလှုပ်ထားလိုက်ကျွန်တော်ကန်စောက်တဲ့ပုံလေးကိုဗီဒီယိုတက်ရိုက်ပေးမယ်ဗျကျေးဇူးပါဗျ